ဒါပြတွေကဓာတ်နဲ့အထိုးမခံခြင်းပါသမျှအဖိုးတန်ပစ္စည်းတွေအကုန်ထုတ်ပေးကြလို့ပြောတယ်ဘေးကလူတွေက3000နဲ့ဝယ်လိုက်ရင်ပြီးနေပြီဟာသူတို့လောက်တာငါတို့ပါဒုက္ခရောက်ပြီးဆိုပြီးသူတို့စီကပဲတောင်းငါတို့နဲ့မဆိုင်ဘူးတွေပြောနေတာဒါပြကနှင်းမြကိုထိမယ်လို့တော့နေမျိုးအောင်ကကာကွယ်ပေးလိုက်တယ်တပြကနေမျိုးအောင်ကိုမင်းကဟီရိုဖြစ်ချင်တာပဲချဆိုပြီးပြောပြလိုက်တယ်နေမျိုးအောင်ညီတို့ညီပုံလုပ်လိုက်တယ်မသိအကုန်နှုတ်သွားကြတယ်ဘေးကလူတွေကအခုမှအရန်တော်တဲ့ထလုံးနေကြပြန်တယ်တပြနှစ်ယောက်လဲနေမျိုးအောင်ကိုတူထောက်ပြီးကိုကြီးကျွန်တော်တို့နောက်မလုပ်တော့ပါဘူးတွေဖြစ်ကုန်တယ်ဘေးကကောင်ကနေမျိုးအောင်ကိုဝန်ဖေးဟုံနဲ့တူတယ်ပြောပြီးဖားနေတာနေမျိုးအောင်လဲတပြတွေကိုဓာပေးပြီးကြံတာတွေငါဘာမှမမြင်ဘူးဘာမှလည်းမသိဘူးမင်းတို့ပတ်စံရှာတာကိုငါမနှောက်ယှက်တော့ဘူးဆိုပြီးထွက်သွားတယ်အဲ့မှာဓာပြတွေလည်းဘေးကအပြစ်လိုက်ပြောနေတဲ့လူတွေစီကိုဓာပြဆက်တိုက်တာပေါ့နှင်းမြနေပါလို့ငါနောက်လိုက်နေတာလဲလို့နေမျိုးအောင်ကမေးလိုက်တယ်အကိုကြီးနေဆက်မျိုးကိုလာလေတာလားကျမကဒီမျိုးမှာကြီးလာတာလေးလမ်းတွေကိုအကုန်သိတယ်ကျမလိုက်ပို့ပေးမယ်လေလို့နှင်းမြကပြောတယ်မင်းစိတ်ယုံလန်းဟောင်းနဲ့ရှို့ချမ်းလန်းကမှောင်ကိုကြောက်အိုင်းအကြောင်းသိလားလို့မေးလိုက်တယ်နှင်းမြကအဲ့ကိုမသွားဖို့တားတယ်နေမျိုးအောင်ကအတင်းဆွဲတယ်အဲ့မှာနှင်းမြကဒီဘက်လန်းလို့ပြောတယ်အပေါဝါရောက်တော့ဂိတ်ဆောင်2ယောက်ကစီကံအရကြောက်ဖျောင်းတရုံးကိုဝင်ကြီးဖြစ်ပေးရမယ်ဒါကဆရာကြီးသတ်မှတ်ထားတဲ့စီကံပဲလို့ပြောတယ်နေမျိုးအောင်ကကြောက်ဖျောင်းဟုတ်လားကောင်းပြီ10မိနစ်အတွင်းကျွန်တော်ရှာပေးမယ်ဆိုပြီးထွက်သွားတယ်အဆောင်တွေကလည်းဒီကောင်လေးကြီးလေးကျယ်တွေလာပြောနေတယ်ပြောတာပေါ့နှင်းမြကကြောက်တုံးတွေကြားထဲမှာရှာဖို့ဆိုတာခက်တယ်နော်ဝယ်လိုက်တာပိုမကောင်းဘူးလားလို့မေးတယ်နေမျိုးအောင်ကဝယ်တာကငါစတိုင်မဟုတ်ဘူးလို့ပြောတယ်အကိုကြီးကကြောက်ကိုအသေးနဲ့အကြီးလောင်းမလို့လားကျမအဖေလည်းကြောက်လောင်းတာ3နှစ်ရှိပြီအိမ်မှာဆုံးရှုံးသွားလို့ကျမကြောက်လောင်းတာကိုအယမ်းမုန်းတယ်လို့ပြောတာပေါ့တစ်ဖက်မှာလည်းဝါရုပ်ကကြောက်ကိုခုခွဲပေးဒီတစ်ခါအစိမ်းရောင်ပေါ်ရင်ငါတထေးဖြစ်ပြီးလို့ပြောနေတယ်နှင်းမြကတွေ့သွားပြီးအဖေကြောက်ထက်မလောင်းတော့ဘူးလို့ဂရီပေးထားတယ်လေလို့ပြောတယ်ဝါရုပ်ကနားလည်ပေးစမ်းပါဒီတစ်ခါတော့အဖေအကုန်ပြန်နိုင်တော့မှဒီကြောက်တာအစိမ်းရောင်ထွက်ရင်ငါတို့တိုက်နဲ့ကားနဲ့နေရတော့မယ်လို့ပြောတာပေါ့နှင်းမြကအဖေလောင်းလို့သမီးကြောင်းလားကတွေလဲကုန်ပြီလို့ပြောတယ်နေမျိုးအောင်ကအဲကြောက်ကအစိမ်းအောင်မထွက်နိုင်ဘူးပြောလိုက်တယ်ဝါတို့ကငါ့ကိုလာပြီးနမိတ်မဖက်နဲ့ငါပိုက်ဆံရမယ်အချိန်ပဲလို့ပြောတယ်ကြောက်ကိုဖြတ်လိုက်တဲ့အခါ